အားလုံးပဲမင်္ဂလာပါကျွန်တော်ကပုံလေးတွေကိုကြည်အောင်လုပ်တဲ့နည်းလေးတွေကိုကျွန်တော်က2020တွေ2021တွေ2018တွေနဲ့ကျွန်တော်ကလုပ်ပြနေတဲ့ခါကျတော့ set နေတဲ့ငယ်ချင်းတွေကအားငယ်နေပဲเนาะစငယ်နေတဲ့ငယ်ချင်းတွေအားလိုက်လို့မရတော့စိတ်ညစ်ပြီးတော့အားငယ်နေမယ်เนาะအခုမှဘုရားကျော်လိုက်လေးလာတဲ့ငယ်ချင်းတွေအတွက်မိတ်ဆွေများအတွက်နောက်ပြီးဆက်လေးတွေအနေလေးတွေနဲ့မလို့လိုက်လို့ဖို့ခက်ခဲနေတဲ့မိတ်ဆွေများအတွက်ကျွန်တော်ကအခုဘုရားကျော် Adobe Photoshop CS5 ပေါ့နော် CS5 လေးနဲ့ကျွန်တော်ဒါလေးကကျွန်တော်လောက်လာတာပါဆိုတော့ဒါပါလဲဆိုတော့ကျွန်တော်ဘာ plugin မှမပါဘဲနဲ့ဒီထဲက filter ဒါ convert to smart object လောက်တာနဲ့အတူတူပဲเนาะဆိုတော့အဲ့ကောင်ကဒီမှာလဲရှိရယ်เนาะဒီမှာ convert to smart object အဲ့ဒါနဲ့ဒီက filter တွေကနေပြီးတော့ convert for smart filter ဆိုတာနေရာအတူတူပဲเนาะ okay ဒီမှာဒီလိုပေးလိုက်မယ်ပေးပြီးတော့မှကျွန်တော်တို့လှုပ်လို့ရှိရင်လှုပ်တဲ့ဟာလေးကအောက်မှာစာရွက်တစ်ခုအဖြစ်ပြန်ကျလာကျွန်တော်ပြန်ချိန်ညှိလို့ရတာပေါ့เนาะကိုလိုတလောက်ဆိုတော့ကျွန်တော်ဘာအရင်ဆုံးပါလုပ်မလဲဆိုရင်ဒီမှာ HTML ထည့်လိုက်မယ် HTML လေးနဲ့ထည့်ပြီးတော့မှဒီမှာကြည့်ဘာမှအားငယ်စရာမရှိဘူးဒီ၃ခုတည်းနဲ့ဒီမှာတော်တော်အလုပ်ဖြစ်တယ်ဟိုမှာစီစီမှာဆိုရင်တော့ဒီ၃ခုနဲ့ချိန်တာနည်းနည်းလေးတိုင်ပဲ့ရင်ပဲအောင်မယ်เนาะမျက်လုံးအသေးချာကြည့်နေရမှာဒီမှာပို့ပြီးလွယ်တယ်လို့ပဲကျွန်တော်စိတ်ထင်ပါเนาะဒီမှာကိုကြိုက်တဲ့လောက်ဆွဲတင်ပါဒီမှာကိုကြိုက်တဲ့အနေထားလောက်ဒီမှာဆွဲချိန်လို့ရပါတယ်ဗျာနော်ဆိုတော့ဒီမှာဒီလိုမျိုးဆွဲတင်လိုက်တယ်ဒီမှာမလိုအပ်တဲ့ဟာတွေဝင်လာတယ်ဒီကောင်နောက်ကလိုက်ဝါပေးမယ်โอเคဒီလိုမျိုးလေးပါနော်โอเคဒီမှာโอเคပေးလိုက်တယ်ဒါများသွားတယ်နည်းသွားတယ်ပြန်လျှော့ခြင်းကျွန်တော်တို့ဒီမှာလာပြီးတော့ HTML ပြန်နှိပ်လိုက်ဒီမှာပြန်ညှိလို့ရတယ်နော်အဲ့ဒါဘာလောက်ထားရလဲဆိုတော့ convert to smart object လောက်ထားတဲ့smart object လောက်ထားတဲ့ဒီ smart filter လေးလောက်ထားတဲ့အကျိုးကျေးဇူးပေါ့ဗျာနော်ဒါဆိုရင်ပြန်ညှိလို့ရတယ်တကယ်လို့ကျွန်တော်တို့ကအခုအချိန်မှာ Windows တွေကနေပြီးတော့ကျွန်တော်မလုပ်သေးခင်မှာ Windows တွေကနေပြီးတော့ဒီမှာ action box လေးဖွင့်ပြီးတော့များဒီကနေကျွန်တော်တို့ဒီမှာ record လေးများဖမ်းထားမယ်ဆိုရင်ကျွန်တော်တို့ဒါလုပ်ပြီးသားဟာကိုပြန်သုံးလို့ရတယ်ပေါ့နော်နောက်မှကျွန်တော်အဲ့ဒီ record ဖမ်းနည်းလေးကိုပြန်ပြီးတော့ပြောပြပါမယ်နော်ဆိုတော့ဒီမှာ record ဖမ်းမယ်ဆိုရင်ဒီမှာ history ဘက်မှာဆိုရင်ဒီမှာ camera လေးပါတယ်ဗျာဒီမှာတော့ CS မှာ camera မပါဘူးလားမသိဘူး history မှာလည်းထည့်လို့ရတယ် action မှာလည်းအဲ့လိုဖမ်းထားလို့ရတယ် action မှာတော့ record နဲ့ဖမ်းတယ် history မှာကျတော့ကျွန်တော်တို့ camera နဲ့ဖမ်းတယ်ပေါ့နော်ဆိုတော့ဒီမှာကျတော့အခုကျွန်တော်တို့က action နဲ့လှုပ်လိုက်တယ် action နဲ့လှုပ်ပြီးတဲ့အခါကျတော့ဒီမှာကျွန်တော်တို့ပုံလေးကိုနည်းနည်းချဲ့ကြည့်လိုက်မယ်order လေးကိုဖိပြီးတော့ keyboard ကမောက်ကနေပြီးတော့ fan wheel လေးနဲ့ကျွန်တော်တို့ဆွဲလှည့်လိုက်ရင်ပုံလေးကဒီလိုကျဲလာဒီလိုအနည်းငယ်ကြည့်လိုက်တော့ဒီမှာကြည့်ပြီးအောင်မလိုအပ်တဲ့ဟာတွေဒီမှာ action ကပေါ်ထလိုက်တဲ့ဟာမလိုအပ်တာတွေပေါ်ထွက်လာတယ်เนาะဆိုတော့ဒီတစ်ခုကကြတော့ကျွန်တော်ထင်တာပါလဲဆိုရင်သူက pixel ကျွန်တော်တို့ဒီစောရုံးကသူကပုံကမကြည်တဲ့အချိန်မှာကျွန်တော်ဆွဲညှိလိုက်တော့အဲ့လိုမျိုးဖြစ်သွားလားမသိဘူးเนาะဒီမှာပိုနေတဲ့ဟာရှိတယ်ဒါကိုကြတော့ကျွန်တော်တို့ကဘယ်လိုလုပ်မလဲဆိုရင်ပြီးတော့မှကျွန်တော်တို့ဘရက်လေးနဲ့ပေါ့เนาะနည်းနည်းဟိုဘက်တွေပဲဖြည့်ချလိုက်ရပါတယ်เนาะဆိုတော့ဒီလိုဖြစ်တဲ့ဟာကိုဘာလုပ်ရမှာလဲဆိုရင် filter ထဲမှာပြန်သွားမယ် noise ထဲမှာဝင်ပြီးတော့ကျွန်တော်တို့ဒီမှာဒီ noise ကလေးနဲ့ဒီလိုလုပ်ကြည့်မယ်ဆိုတော့ဒီမှာဒါဆိုရင်ကျွန်တော်တို့ဒီမှာကြည့်တော်တော်လေးတောင်ပြေသွားပြီเนาะဒီမှာကြည့်ပါဒါကျွန်တော်ဆွမ်းတော့လောက်ထားတဲ့ချိန်ထားတဲ့ဟာအခုကျွန်တော်ထပ်ချိန်မယ်ဒီမှာဒီကောင်ဒီဘက်ကိုဆွဲတင်လိုက်ရင်သူကအပြောက်တွေကဒီမှာကြည့်နော်ဒီမှာပါဘယ်လိုတက်ရောက်မှမပြအော်သူကနောက်တစ်ပုံအပေါ်တက်သွားတယ် sorry နော်ဒီမှာကြည့်တက်လာကုန်ပြီဆိုတော့ကျွန်တော်ကဒီလိုမျိုးပြန်ဆွဲချလိုက်မယ်ဒီမှာကြည့်
ဒါဆိုရင်သူကနည်းနည်းလေးရှင်းမှုဖြစ်သွားပြီတော့เนาะဒါပေမဲ့မှုံသွားတယ်လို့ထင်ရတယ်အတားကြီးဆွဲလှုပ်ချလို့တော့မရဘူးနည်းနည်းလေးပြန်ဆွဲတင်လိုက်မှရှင်းမဲ့ရဲ့ကျွန်တော်တို့ကြည်အောင်လှုပ်ထားတဲ့အရာလေးကပေါ်လာမယ်ဆိုတော့ဒီမှာရှက်ပန်လေးမှာကျန်ခဲ့တယ်ကျွန်တော်တို့တားမုံသွားတယ်ဆိုဒီမှာရှက်ပန်လေးနည်းနည်းပြန်တင်လိုက်ရှင်းမဲ့ကတက်လာမယ်ဒါဆိုရင်ဒီမှာပြုတ်တွေပါတက်လာထလာတယ်ဆိုတော့ကျွန်တော်ဒီလိုဆွဲချလိုက်ရင်စမှုဖြစ်သွားမယ်โอเคကျွန်တော်ဒီလောက်ကြိုက်ပြီဆိုရင်โอเคပေးလိုက်မယ်မျက်လုံးမိတ်ကြည့်မယ်အိုးဒီကောင်ကဘာလို့ပေါ်တက်ပြေးပါโอเคဒီနေသားလေးပေါ့နော်ကျွန်တော် control 0တစ်ချက်နှိပ်လိုက်မယ်မူလအနေထားရောက်သွားပြီအခုပုံကအပေါ်နဲ့အောက်နဲ့ဒီလိုပြည့်နေတာအားကြောင့်ကျွန်တော်ဒီမှာဒီလိုမိတ်ကြည့်လိုက်လို့မရဘူးဒါကအောက်က instrument တင်ထားတဲ့ပုံနေထားကျွန်တော်ဒီလိုချဲကြည့်လိုက်မယ်ဒီမှာ instrument ဒါကတော့နိုင်နဲ့ပြန်ပြီးချိညိထားတဲ့အနေထားโอเคဟုတ်ပြီဒီနှစ်ခုကိုကျွန်တော်ကပြီးတော့မှဟိုလောက်လိုက်မယ်ကရုဖွဲ့လိုက်မယ်ပေါ့နော်လောလောဆယ်ဒီကောင်ကိုဒီကနေပြီးတော့ကျွန်တော်ဒီမှာနည်းနည်းမညီမညာလေးဖြစ်နေတာလေးတွေကိုကျွန်တော်ကbret ဒီမှာပေါ့နော်ဒီကနေပြီးတော့ဒီမှာဒီ2လေးပေါ့ဒီ bret လေးလောက်ဒီ version နဲ့မရဘူးတဲ့ဟိုကနည်းနည်းဟိုပြင်းနေအမြင့်နေမှာတော့လောက်ထားတဲ့ bret မလို့ပါနော်နောက်မှကျွန်တော်ပြန်ရှာထိုင်းမယ်တော့ဆိုရှိတဲ့ bret နဲ့လုံမယ်ဒီကောင်လေးကိုယူလိုက်မယ်သူကဒီမှာ smart fit တာလောက်ထားတဲ့အတွက်သူ bret ပေးမတော့ဘူးတွေ့လားဆိုတော့ကျွန်တော်ဒီကောင်နှစ်ခုကို bret ပေးတော့လည်းမတော့တော့ဘူးနော်ဒါဒီလိုမျိုးပုံအဝေးဆိုရင်သူကြည်သွားတာပဲဆိုတော့ကျွန်တော်ဒီနှစ်ခုကိုGB ဖွဲလိုက်မယ်ဟာโอเคဒီ GB ကိုဟိုပါလေးပြောင်းကြည့်မယ်မရဘူးဟောဘာတွေဖြစ်နေလဲဟိုပါလေးပြောင်းကြည့်မယ်sorry ကျွန်တော် GB ဖွဲ့တာပေါ့ဘာမှဖြစ်ဘူးเนาะ sorry မားနေတယ်ဝင်လို့ပြနေတယ် GB ကတက်တက်ကြီးဖြစ်နေ GB ကတက်တက်ကြီးဖြစ်နေတာပါဘယ်လိုလဲဆိုတော့ကျွန်တော်slap မပေးမိလို့ပေါ့เนาะဒီလို slap ပေးပြီးတော့မှ GB ဖွဲ့ရမှာဒီတော့မှဒီလိုပြဟာဘာလို့မရလဲcontrol G နှိပ်ကြည့်မယ်ဒီမှာလာနှိပ်လို့မရဘူးကွာ control G နှိပ်မှရတယ်နော်ဆိုတော့ပြီးတော့မှကျွန်တော်တို့ကဒီမှာကြောင်းကြည့်မယ်ဟိုပါလေးညားတယ်ဗျာနော်ဟာလိုက်ပို့ဆိုးမှာပေါ့စော့လိုက်နေတာပေါ့အားပြီးတော့မှရတယ်ဒီမှာလိုတလောက်လေးချိန်ကြီးလို့ရတယ်ပုံလေးရပို့ပြီးတော့ကြည်လာလိမ့်မယ်โอเคဒါတစ်ချက်ပြီးသွားရင်ဒီမှာ adjustment ထဲကနေလာပြီးတော့ဒီမှာ ATR တော့တစ်ချက်နဲ့ရှာလိုက် okay yes ဒီမှာချိန်ကြီးလို့ရပါတယ်စိတ်ကြိုက်နော်ဒီမှာလုံးဝပုံကလုံးဝ special ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ color တော့အရင်များနေတယ် color တွေပြန် short ချရအောင်ပေါ့နော်ဒီမှာပါနော်အချိန်တော့ color တလောက်မများဘူးပေါ့ over လေးထားလိုက်လို့ဖြစ်မယ် okay ဒါစမှုတောင်ဖြစ်သွားသေးတယ် okay ဒီမှာပါ CF5 မှာဒီ ATR တုံးပါကျွန်တော်အရင်တော့သုံးတာတော့ဒီ ATR တုံးသတိမထားမိဘူးเนาะအခုကဒီမှာ
ပါပါတယ်ဗျာနော် HDR ဒီကောင်လာညှိလို့ရပါတယ်โอเคဒီနေထားလေးဆိုရင်ကြိုက်ပြီဆိုတော့အဲ့ဒီကောင် HDR တုံးလောက်လိုက်လို့ရှိရင်ပုံတွေရနော်အကုန်ပေါင်းသွားတယ်ဗျာနော်ခုနလောက်ခဲ့တဲ့ဟာတွေအလုံးပေါင်းသွားတာဖြစ်တယ်ဆိုတော့အဲ့ဒီတုံးပေါင်းသွားပြီဆိုတော့ကျွန်တော်ဒီပုံကိုမူလပုံနဲ့ပြန်ရှင်ဖို့အတွက်ပြန်ရှင်ကြည့်ဖို့အတွက်ကျွန်တော်ဘာလုပ်မလဲဆိုရင်လေယာအသစ်ခေါ်မယ်အောက်မှာဆွဲချဖို့အတွက်ဒီကောင်လေးတော့လေးဖြုတ်လိုက်မယ် CF5 က2ချက်နှိပ်ရတယ်တော့ဖြုတ်ရတယ်အဲ့လိုမျိုးပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီလေယာအသစ်ကိုအောက်မှာထားမယ်ပြန်ချက်လိုက်မယ်ဒီပုံလေးကိုမူတူနဲ့ယူပြီးရွှေ့ကြည့်မှာမရ sorry ဒီမှာထားရမှာနော်ဒါဆက်လက်လာရွှေ့ပေးရမှာကျွန်တော်ကစီစီလိုမှတ်လို့အော်သူကလိုက်လာပြန်ပြီထားလိုက်တော့ဒီမှာအောက်မှာမရှိဘူးသူ့ဆွဲလိုက်တော့သူကပါလာတယ် background ကဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဒီမှာဟို page evidence မပါဘူးเนาะဒီမှာကျတော့ CC မှာကျတော့ evidence ဆိုနှစ်ကြောင်းပါတယ်ဒီမှာတစ်ကြောင်းပဲပါတယ်ကျွန်တော်တို့ကနေသွားမယ်ဒီပုံလေးကိုဒီမှာထည့်လိုက်